Libya Sufia le nama Kazayari Apuroni Pikayari A chita Sanjiri Yara A chilu Masanjiri Suri Saga Ugamado Kijine Akuna Aha Tuimato Sacha Turimu Miwuranga Miwure Chitama Aku Chitu Mutikaya Kune Aku Nasa Nema Amilima Buluma Mutik Mayaro Dini Kinjino Chini Suyami Kinji Dini Lara ba ako ye. Ako kayoပြောညာရှိရဲဆိုလို့ခေရအရောက်လာခဲ့တာပေါ့။ဒါမှမဟုတ်ဆိုပြရဲ့အလက်မှာခေရလေဘယ်သူမှမသိအောင်တိတ်တိတ်လေးခိုးလာရတာအကိုရဲ့။နာမတော်ကအရင်ပေးပြန်သိတော့တမန်ရတကြီးခင်မိုင်းနဲ့ခေဖို့လို့ရောင်လေ ဟုတ်တယ်အခုခင်ကြီးကိုပြောစရာရှိကြောင့်ပဲ ။ဘာနဲ့မလဲအကိုရဲ့။ပြောနေတာရှိရနေနဲ့ပြောပါ။ခေရလေအကိုပြောတာကိုကြားချင်လို့ရှင်နေအောင်တတိတ်တိတ်ခုန်နေပြီအကိုရဲ့။ဘာပြောမှလဲပြော။ ဒါဆိုရင်အခုပြောမယ်နော်ရေခုန်တန်နေနီးနေဘာကြည့်ပြန်လဲခင်ကြီး အခုပဲသိမှာပေါ့ပြောမှဖြင့်ဆွဆွကမပြောနေနဲ့ခေရအခုပြောမှအောင်ကြားချင်လို့စောင့်ရကြားပါပြီရှင် ဒါဆိုဟိုပြောတော့မယ်နော် ပြောကြည့်လဲနောက်မှပြောတော့လိုက်ရှာလိုက်ရတာပြီးမဲ့သူတို့လည်းဒီနန်းဆောင်မှာလာပြီးတော့ဟောဒီလေကြီးကရှိနေတာဟုတ် တွေ့လားအဲ့ဒီကိုရင်တုတ်ကြီးရလေဘာမှန်းလည်းမသိဒီမှာစကားပြောနေတဲ့ဟာကိုထက်လို့ထက်စီနေပြောကိုရင်တုတ်ပဲအရင်ပြောလိုက်ဟာ မသိငါပဲဟော ကိုင်းတို့ ဟဲ့ ဘာကိစ္စရှိလို့ကြုတ်လိုက်ရှာ ဟာလိုက်ရှာနေရတာဗောပြောကြရရှိလို့ခမည်းနှမကတော့လေစောက်ကောလက်ကောဝင်ပြီးဗျာကောင်းသားရဲ့ဟိုဒီကမမောင်တော့ကမမေးနဲ့တော့ ကောင်းစားရင်မုံမုံတုတ်နေမမေ့ ဟုတ်တယ်လေ အာကိုင်းတို့ခမရစကားရင်ဘာကြီးလဲ ကျုပ်ရွေးပေးလိုက်တဲ့ခမည်းနှမကိုဗိတ်တိတ်တော့သွင်းပွဲအတွက်စူပြက်လက်ကဟောဒီကသူ့အနားမှာနေဖို့အတွက်ရွေးလိုက်ပြီလေဗျာ အဲ့ကိစ္စကြုတ်သိတယ်လေရှစ်ဆက် ဟာရှေ့ဆက်ပြီးပြောရရင်တော့စူပြက်လက်ဒီလာကန်ဝင်တိုင်းစူပြက်လက်ကအပားကနေပြီးတော့ခေကြီးကတပါးတဲ့အမြဲတမ်းလိုက်ပါလားမှာပြီးတော့ကျုပ်တို့ရဲ့ဒီဖယားကြီးကခမည်းရဲ့နှမကိုတွေ့ပါများတော့ရင်မြင်ပါများတော့လှဆိုသလိုမိဖုရားတော်ကောင်းဥမာရဲ့ဗျာ ဘာလို့လဲကိုင်းတို့ကျုပ်တို့မှာခင်ကြီးကို ဟုတ်တယ် တီဘောဘရင်ကသဘောကျနှစ်သက်တော်မူလို့ ဟုတ်တယ် မြုပ်ရွှေဆောင်အရာထားပြီးတော်ကောက်တော်ဟုတ်လား ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကလေခမည်းကိုယ်တိုင်နတ်တော်သွင်းပေးရမှာနော်ပြီးတော့ဟာဒီကိစ္စကဝမ်းတာရမယ့်ကိစ္စလေခမည်း
ကြည့်ရတာဝမ်းနေနေတူပဲညလုံးမှလည်းမျက်ရည်စားတွေရင်ဝိုင်းနေတော့ဒါပြောမယ့်ကိစ္စဗျ ခင်ကြီးရဲ့အလိုဆန္ဒမပါလေကျုပ်ကိုယ်တိုင်ကရှင်ဘရင်ရဲ့လက်ထဲကိုဒီအတိုင်းထိုးအပ်လိုက်ရမယ်ပေါ့ ဒါပေါ့ဒါပဲလေဒီမှာကိုဝင်နေကျုပ်တို့ GPI ကလူချင်းသားဆိုရင်မရရအောင်ယူတတ်တယ်နော်အဲ့ဒီအတွက်လေခမည်းတော်ပြီးဆက်ရကျေးဇူးရှင်ကိုကျေးဇူးဆက်တယ်လို့သဘောထားဖို့လားသူ့ရဲ့ကျေးဇူးတွေခမည်းပေါ်မှာတပုံကြီးပါဟမ်ဒီဘက်ကိုဝင်ရဲ့ခမည်းကိုယ်တိုင်ခမည်းနှမကို GPI ရှိတယ်လေထုတ်အိုက်ရမယ်ဆိုတာမမင်းနဲ့ခဏကြာကျုပ်တို့ GPI ဒီနေရာကိုပတ်ချလာလေဒီပေါ်နှလုံးသားရဲ့အလိုဆန္ဒတွေကိုပုတ်ကွယ်ပြီးငါနမလေးခင်ကြီးကောင်းစားဖို့အတွက်ငါလုတ်တဲ့လုတ်ထိုက်တာလုတ်ရမှာပေါ့ဒါပေမဲ့အရွယ်နဲ့မမျှတဲ့ငါနမလေးကိုဒီကိစ္စကြီးသူလာရင်ဘယ်လိုပြောရပါ ဘလို့ပဲပြောပြောခင်းရတော့အကိုပြောမှာ